အားလုံးပဲမင်္ဂလာပါ iTouch Education ကကြိုဆိုပါတယ်တီချာကတော့ iTouch Education ကဒေါက်တာရင်နာပဲဖြစ်ပါတယ်ဒီနေ့မှာတော့တီချာက Python မှာအသုံးပြုတဲ့ tuple ဆိုတဲ့ data collection ပုံစံလေးအကြောင်းကိုတီချာမျှဝေပေးခြင်းပါတယ်အားလုံးပဲဗီဒီယိုဆုံးတဲ့အထိအချိန်နဲ့တူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင် Okay ချေ PyCharm လေးကိုတွားလိုက်မယ်အဲ့တော့ရှေ့မှာတော့ကဒီချေက list ဆိုတဲ့ data structure အကြောင်းကိုသင်ခဲ့တယ်ဟုတ်ပြီနော်အခု tuple အခုသင်မဲ့ဟာကတော့ tuple ဆိုတဲ့ data structure ပေါ့လေအဲ့တော့ data သိမ်းတဲ့ပုံစံပေါ့အဲ့တော့ tuple ကဘာလဲဆိုတော့ तू က list ပုံစံမျိုးပဲပေါ့အဲ့တော့တူတဲ့ data တွေကိုစုထားတဲ့ဟာနေရာမျိုးပေါ့လေဒါမျိုးကိုခြေလို့က tuple လို့ခေါ်တယ်အဲ့တော့ list နဲ့ tuple နဲ့ဘာကွာလဲဆိုတော့ list က data တွေထည့်ပြီးသွားရင်modify ပြန်ပြင်လို့ရတယ်ပေါ့ပြင်လို့ရတယ်ဒါပေမဲ့ tuple မှာတော့ data တွေထည့်ပြီးသွားရင်ပြုပြင်လို့မရတော့ modify လုပ်လို့မရတော့ပေါ့ဒါကွာတယ်ပေါ့အဲ့တော့တခြားကွာတွေလည်းအများကြီးပဲဒါပေမဲ့အဓိကကတော့list ကတော့ modify လုပ်လို့ရတယ် tuple ကတော့ modify လုပ်လို့မရတော့ဘူးပေါ့ okay အဲ့တော့ဒီချဲဒီမှာ list လေးတစ်ခုကိုပြမယ်ဒီချဲမှာဆိုရင် my list ဆိုပြီးတော့ရှိတယ်ပေါ့ဒါရှေ့မှာလည်းကချက်ပြောခဲ့တယ်2 4 6 8ဆိုပြီးတော့ဒါလေးပြီးရင် print ဆိုပြီးတော့ချဲ my list လေးကိုထုတ်ကြည့်မယ်ဒါဆိုရင်မထွက်လာမလဲဆိုတော့မှာ list တွေကရှိတဲ့ data ထွက်လာမှာပေါ့ဟုတ်ပြီအဲ့တော့ list ကိုကြီးညာတုံးကဒီလိုမျိုး4000ခွင်းနဲ့ကြီးညာတယ်အခုဒီချေက tuple ကိုကြီးညာရင်ဘာနဲ့ကြီးညာလဲဆိုတော့ဒီလိုမျိုးလက်သေးခွင်းနဲ့ဟုတ်ပြီနော်ဘာကိုသုံးလဲဆိုတော့ parentheses ကိုသုံးပါတယ်ဟုတ်နော်လက်သေးခွင်းလေးကိုသုံးပြီးတော့ကြီးညာပါတယ်အခုဒီချေက empty tuple တခုကိုကြီးညာပါမယ် empty tuple ဆိုဒီမှာဘာမှမပါဘူး empty tuple ဟုတ်ပြီဒီချေက integer tuple တခုကိုကြီးညာပါမယ်ဒါဆိုရင်လက်သေးခွင်းထဲမှာ1 2 3 4ပေါ့လေလိုမျိုးထည့်လိုက်ရင်ဒါဟာ integer tuple တခုပြီးွားရင် mix tuple လေးကိုလည်း data type မျိုးစုံပေါင်းထည့်ပြီးတော့ရေးလို့ရပါတယ်ဒါဆိုရင်ဒီချက်က1 ဒီချက် Python ရယ်ပြီးရင် 3.14 ရယ်ပြီးွားရင် boolean values true လေးရထည့်လိုက်မယ်ဒီလိုပုံစံမျိုးနဲ့လည်းကြီးညာလို့ရတယ်အဲ့တော့ list တုံးက4000ခွင်းကိုတုံးပြီးတော့ကြီးညာတယ်tuple ဆိုရင်တော့လက်သေးခွင်းကိုအသုံးပြုပြီးကြီးညာပါတယ်ဒါပေမဲ့လက်သေးခွင်းမပါလဲပဲသုံးလို့ရပါတယ်အဲ့တော့ without parentheses လို့ရေးလိုက်မယ် without parentheses ဟုတ်ပြီလက်သေးခွင်းမပါဘဲနဲ့လည်းကြီးညာလို့ရပါတယ်ချဲ pack tuple ဆိုပြီးတော့ရေးလိုက်မယ် pack tuple တွေကိုချဲ1 2 3ဆိုပြီးတော့ထည့်လိုက်မယ် print ဆိုပြီးတော့ pack tuple လေးကိုထုတ်ကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာ1 2 3အဲ့တော့သူ့ရဲ့ရိုးရိုးတန်းတန်းပဲပေါ့လက်သေးခွင်းမပါဘဲနဲ့ကြီးညာရင်လည်းတွတ်သူ tuple ဖြစ်သွားတယ်ပေါ့အဲ့တော့ဒီထားတဲ့ pack tuple လေးကဘာ collection type လဲဆိုတာကိုသိချင်ရင်ခြေတို့က type ဆိုတဲ့ဟာလေးနဲ့စစ်ကြည့်လို့ရပါတယ်ဒါဆိုရင်ဘာပေါ်မလဲဆိုတော့သူ့ရဲ့ class ကဒါ tuple ပါပဲဒါကြောင့်မလို့ခြေတို့ tuple ကို create လုပ်တဲ့အခါမှာလက်သေးခွင်းပါလဲရတယ်လက်သေးခွင်းမပါဘဲနဲ့လည်း create လုပ်လို့ရပါတယ်ဟုတ်ပြီ okay အဲ့တော့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုက tuple ကိုခိုင်တော့ချေ print လေးပိတ်လိုက်အောင်မယ် okay အဲ့တော့နောက်တစ်ခုက tuple ကိုလေlist ကနေပြီးတော့ tuple ကိုကြီးညာလို့ရတယ်ပေါ့ခုနကဒီချေဒီမှာ my list လေးရေးထားတယ်my list ဖြစ်လိုက်ပြီခုန okay အဲ့တော့ဒီမှာဒီချေ my list ဆိုပြီးတော့ list လေးတစ်ခုမှာ2 4 6 8ဆိုပြီးတော့ list လေးတစ်ခုရှိမယ်အဲ့တော့ list ကနေပြီးတော့ပေါ့နော် tuple ကိုပြောင်းလို့ရအဲ့တော့ဘာကိုသုံးလဲဆိုတော့ဒီချေတို့ကtuple ရဲ့ constructor tuple ရဲ့ constructor ဖြစ်တဲ့အဲ့တော့ constructor ဘာညာဆိုတဲ့ကိစ္စကိုတော့ဒီချေ OOP ခန်းရောက်မှသိမယ်ပေါ့အဲ့တော့ဒီမှာတော့ tuple ရဲ့ constructor ဆိုတာကဒီလိုမျိုး tuple ရဲ့ကွင်းစကွင်းပိတ်ကလေးရဲ့ပေါ့အသေးကွင်းလေးရဲ့ပေါ့ဒီလိုဟာမျိုးလေးကိုကျွန်တော် constructor လို့ခေါ်တယ်အဲ့တော့ tuple ရဲ့ constructor ကိုသုံးပြီးတော့ list ကနေပြီးတော့ from list to tuple ကိုပြောင်းလို့ရပါတယ်ဟုတ်ပြီနော် list to tuple ကိုပြောင်းလို့ရတယ်အခုဒီထဲမှာ my list ထဲမှာ2 4 6 8ဆိုတာရေးထားတယ်အဲ့တော့ဒီထဲ tuple ရဲ့ constructor လေးအသုံးပြုပြီးတော့ပြောင်းလိုက်မယ်အဲ့တော့ဒီထဲမှာ tuple to tuple from list ပေါ့ to မဟုတ်ဘဲねtuple
from list ကနေပြီးတော့ tuple ကိုသုံးရင်ခုနအချိန်ပြောတဲ့အတိုင်းပဲ tuple ရဲ့ constructor သုံးပါမယ် tuple ဆိုတဲ့ constructor လေးသုံးမယ်အဲ့တော့ဒီချက်ကိုဘာကိုပြောင်းချင်တာလဲ my list ကိုပြောင်းချင်တာမို့လို့ဒီ my list လေးကို tuple အနေနဲ့ပြောင်းတယ် print ဆိုပြီးတော့ print ထုတ်ကြည့်ပါဘာကိုထုတ်မလဲဆိုတော့ tuple from list လေးကိုထုတ်ကြည့်ရင်ဒီ my list လေးကနေဘာပြောင်းသွားပြီလဲဆိုတော့ tuple လေးဖြစ်သွားပါပြီဟုတ်ပြီနောက်တစ်ခုဒီချက်မှာ my name နဲ့မှာဒီချက်ရတနာဆိုပြီးထည့်ထားတယ်ပေါ့ဟုတ်ပြီနော်အခုသင်မှာကဘာလဲဆိုတော့from string to tuple ခုနက list ကနေပြီးတော့ tuple ကိုပြောင်းလို့ရတယ်လို့ပဲအခုကျတို့ထည့်ထားတဲ့ string တွေကို tuple လို့ပြောင်းလို့ရပါတယ် string to tuple ပြောင်းလို့ရပါတယ်ဟုတ်ပြီနော်အခုဒီချက် string ဆိုတဲ့ my name ဆိုတဲ့ variable ထဲမှာ string ထည့်ထားတယ်ရတနာဆိုပြီးတော့ string ထည့်ထားတယ်အဲ့ဒါကိုဒီချက်tuple ပြောင်းလိုက်မယ်ပေါ့အဲ့တော့ tuple from string ဆိုတဲ့ variable ထဲမှာဘာကိုပဲသုံးမလဲဆိုတော့ tuple ရဲ့ constructor ကိုပဲသုံးမယ်အဲ့တော့ tuple ရဲ့ constructor ကိုသုံးမယ်သုံးပြီးသွားရင်ဘာကိုပြောင်းမှာလဲဆိုတော့ချက် my name ကိုပြောင်းမှာဟုတ်ပြီနော် my name ကိုပြောင်းမယ်အဲ့တော့ print ဆိုပြီးတော့ tuple from string ကိုထုတ်ကြည့်ရင်ဘာထွက်လာမလဲဆိုတော့ character tuple ထွက်လာမှာဖြစ်ပါတယ်ဒီချက်ထဲတုန်းကတော့ string tuple လေးရောက်သွားရင် character tuple ထွက်သွားမှာဖြစ်ပါတယ် character တစ်လုံးချင်းစီသူဖြတ်ပြီးတော့ character tuple ထွက်သွားမှာဖြစ်ပါတယ်ဒါကတော့ tuple ကို create လုပ်တဲ့ပုံစံပေါ့မျိုးစုံ create လုပ်လို့ရတယ် tuple ကိုကျင်ညာရင်လက်သေးကွင်းနဲ့ကျင်ညာတယ်အဲ့တော့ integer tuple double tuple string tuple ကြိုက်တာရေးလို့ရတယ်အပြင်ကို mix tuple တခြားဒီ type တွေပါထည့်တယ် mix tuple တွေလည်းရေးလို့ရတယ်ပြီးရင် tuple ကိုကျင်ညာရင်လက်သေးကွင်းမှမဟုတ်ဘူးလက်သေးကွင်းမပါဘဲနဲ့လည်းကျင်ညာလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်ပြီးရင် tuple constructor လေးကိုအသုံးပြုပြီးတော့ list ကနေပြီးတော့ tuple ပြောင်းလို့ရတယ်လို့မျိုး string ကိုလည်း tuple ပြောင်းလို့ရပါတယ်ဒါကတော့ tuple ကိုမျိုးစုံ create လုပ်လို့ရတဲ့ပုံစံကိုဒီချက်မျှဝေပေးတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု tuple တဲက data တွေထုတ်ကြည့်မယ်ဒီချက် print လေးတွေပေးလိုက်တော့မယ်နော်အဲ့တော့ခဏလေးဟုတ်ပြီအဲ့တော့ tuple တဲက data တွေထုတ်ကြည့်မယ် indexing ပေါ့အခုသင်မှာကindexing tuple indexing ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီချက်မှာ my tuple ရှိတယ် my tuple တဲ့ကိုဒီချက်က10 20 30 40 50 ပေါ့ကဲ50ထည့်လိုက်မယ်ပြီးသွားရင် indexing နဲ့သွားမယ်ဒီချက်ဟို list မှာတော့သင်ခဲ့တဲ့ပုံစံမျိုးပဲအဲ့တော့ my tuple ရဲ့တစ်အခန်းအဲ့တော့ तू ကဘယ်ဟာပဲစမလဲ0ကစမယ်0 1 2 3 4ဆိုတော့တစ်အခန်းဆိုတော့ဘာထွက်လာမလဲ20ထွက်လာမယ်အဲ့တော့ဒီမှာ20ထွက်လာမှာအကယ်၍မြ3အခန်းဆိုရင်ဘာထွက်လာမလဲ3ခန်းဆိုရင်တော့40ထွက်လာမှာဒီလိုမျိုး tuple ကိုဒီမျိုး index number နဲ့ထုတ်ပြီးတော့ထုတ်ကြည့်လို့ရတယ်ပြီးသွားရင်တချို့တို့ရှင်းရအတိုင်းပဲပေါ့လေ my tuple ရဲ့ index -1 ဆိုရင်နောက်ဆုံးက data ထွက်လာမှာဒါက list ကိုလေ့လာပြီးရဲ့လူတွေဆိုရင်ပို့ပြီးတော့သိတယ်ပေါ့အဲ့တော့ list မှာလည်းပဲအဲ့လိုပဲရှေ့က data ကိုထုတ်ချင်လို့ရှိရင်1 2 3 4 0 1 2 3နဲ့သွားတယ်နောက်ဆုံးခန်းက data ကိုထုတ်ချင်ရင်ဒီလိုမျိုး -1 နဲ့သွားတယ် okay -1 နဲ့သွားတယ်ဒီမှာချဲ -2 ဆိုရင်ဘာထွက်လာမလဲဆိုတော့နောက်ဆုံးခန်းရဲ့ရှေ့ကကောင်ထွက်လာမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ negative indexing နဲ့လည်းသွားလို့ရတယ်ပြီးရင် slicing က print ဆိုပြီးတော့ my tuple ပေါ့ my tuple ရဲ့တစ်ကစမယ်3အထိဆိုမယ် less index ကို1နှုတ်တော့ဘယ်လောက်ထိပဲလာမလဲဆိုတော့2ထိပဲလာမယ်အဲ့တော့1ရယ်2ရယ်ဆိုတော့ဘာလေးထွက်လာမလဲအဲ့တော့0 1 2ဆိုတော့20ရယ်30ရယ်ထွက်လာမှာဖြစ်ပါတယ်ဒါကတော့ indexing ဘယ်လိုပုံစံ indexing နဲ့သုံးပြီးတော့ tuple တွေက data တွေကိုထုတ်လို့ရလဲဆိုတဲ့အရာကိုဒီမျှဝေပေးတာဖြစ်ပါတယ် okay အဲ့တော့နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကtuple တွေကိုဘယ်လိုမျိုး operation တွေလုပ်လို့ရလဲပေါ့ tuple လုပ်လို့ရတဲ့ operation တွေပေါ့ပထမဦးဆုံး operation က concatenation ပါconcatenation လုပ်ဖို့အတွက်ဘာ operator ကိုသုံးလဲဆိုတော့ plus operator ကိုသုံးပါတယ်ဒီချက်မှာ tuple A လေးရှိတယ် tuple A ထဲမှာ1 2ထည့်ထားတယ် tuple B ထဲမှာဒီချက် tuple B ထဲမှာဒီချက်3 4ထည့်ထားတယ်ပေါ့အဲ့တော့ print ဆိုပြီးတော့A plus B ဆိုရင်ဘာထွက်မလဲဆိုတော့ tuple နှစ်ခုကို
ပေါင်းတဲ့1 2 3 4ဆိုတာထွက်လာမှာဖြစ်ပါတယ်ဒါကတော့ tuple နှစ်ခုကိုပေါင်းခြင်း concatenation လုပ်ချင်လို့ရှိရင် plus operator ကိုသုံးတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ repetition လုပ်ဖို့အတွက်ကိုခြေလို့ star operator လေးကိုသုံးပါတယ်အဲ့တော့တစ်ချက် A ထဲမှာ tuple A ထဲမှာဗာရှိလဲဆိုတော့ခုနကအတိုင်းပဲ1 2ဆိုတာရှိတယ်အခု print ဆိုပြီးတော့ A ကိုလေ3နဲ့မြောက်မယ်ဟုတ်ပြီနော် A ကို3နဲ့မြောက်တော့ဘာထွက်လာမလဲကြည့်ရအောင်ဒါဆိုရင် A ထဲမှာရှိတဲ့1 2 ကိုပဲ3က repeat လုပ်လိုက်တာပေါ့အဲ့တော့ဒီမှာ1 2ဒီမှာ1 2ဒီမှာ1 2 3ကပေါ့မယ်အကယ်၍များဒီမှာ9သာဆိုရင်1 2 A ထဲမှာရှိတဲ့ data တွေက item တွေက9ကပေါ့ဒီမှာ1 2 1 2 1 2 1 2 1 2ဆိုပြီးတော့9ကပေါ်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ပထမတစ်ခုကconcatenation က plus operator ကိုသုံးတယ် repetition tuple ကို repetition လုပ်ချင်ရင် star operator ကိုသုံးတယ်နောက်တစ်ခု membership text ကိုလုပ်ဖို့အတွက်ကို in ကိုသုံးပါတယ်အဲ့တော့ teacher က print ဆိုပြီးတော့2 in A tuple A ထဲမှာ2ရှိလားဆိုပြီးတော့ in ဆိုတဲ့ operator လေးသုံးပြီးတော့စစ်ပါတယ်ဒါဆိုရင်2က A ထဲမှာမရှိတယ်ဆိုတော့ချက်မှာ1 2ရှိတာမို့လို့2က A ထဲမှာရှိတယ်ဒါကြောင့်မလို့ true ပြပါတယ်အကယ်၍များတစ်ချက်က5 in A ဆိုရင်ဘာပြမလဲ false ပြမှာဖြစ်ပါတယ်အဲ့တော့ tuple ထဲမှာဒီရှာရှင်တဲ့ data လေးရှိမရှိကိုကျွန်တော် in ဆိုတဲ့ operator လေးသုံးပြီးတော့ရှာလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုဒီချက်မှာ t ဆိုတဲ့ tuple လေးရှိတယ်ပေါ့အဲ့တော့ t tuple ရဲ့မှာဒီချက်က1 2 2 2 1 2 2 3 1 2ဆိုပြီးချက်ရေးထားတယ်ပြီးသွားရင်ချက် count လုပ်လို့ရတယ်ဟုတ်ပြီနော် count ကိုလုပ်ကြည့်မယ်အဲ့တော့ print ဆိုပြီးတော့ဒါက list ထဲမှာပါတဲ့ဟာတွေတူတူပဲเนาะ okay အဲ့တော့ t ကောက်ဆိုပြီးတော့ဘာကိုကောက်လို့မှာလဲဆိုတော့2ကိုကောက်လို့မယ်ဒါဆိုရင်tuple ထဲမှာ2ဘယ်နှကြိမ်ပါလဲဆိုတော့6ကြိမ်ပါတာတွေ့ရပါမယ်ဟုတ်ပြီเนาะအဲ့တော့ကောက်လို့ခြင်းလည်းပဲကောက်ဆိုတဲ့ operator လေးကိုသုံးတယ်ကောက်ဆိုတဲ့တကယ်တော့ method ပေါ့လေကောက်ဆိုတဲ့ method ကလေးကိုသုံးတယ်ပြီးရင်နောက်တစ်ခု indexက print ပြီးရင် t.index ဆိုပြီးတော့2လေးက index number ဘယ်လောက်မှရှိလဲလို့ကြည့်ချင်ရင်index ဆိုတဲ့ method ကလေးကိုခေါ်သုံးပါတယ်အဲ့တော့ဒီနေရာမှာ2လေးက1မှာတကယ်တော့2ကလေ6ကြိမ်တောင်ပါတာအဲ့တော့ဒီက index လေးကဆက်စချင်းတွေ့တဲ့ first occurrence မှာတွေ့တဲ့ index number ကို return ပြန်တာဖြစ်ပါတယ်ဟုတ်ပြီနော် okay အဲ့တော့ဒါကတော့တကယ်လို့links နဲ့တော့နည်းနည်းတော့ဆင်တူပါတယ်နော် okay အဲ့တော့ဒါကတော့တကယ်လို့tuple ကို Python မှာ tuple ကို create လုပ်တဲ့ပုံစံတွေ tuple မှာရှိတဲ့method တွေအကြောင်းကိုအခြေမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲနားလည်မယ်ထင်ပါတယ်เนาะနောက် lecture တွေမှာလည်းအခြေပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့သင်ခန်းစာတွေကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်အခြေရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်